မ်းအရန်ချုပ်တဲ့သူတွေရှိကြလားဝမ်းချုပ်လွန်းတဲ့သူတွေ3ရက်4ရက်5ရက်လောက်မှဝမ်းတစ်ချိန်သွားပါတယ်ဆိုတော့လူကြီးတွေအထူးသဖြင့်အသက်35နောက်ပိုင်း40နောက်ပိုင်းလူကြီးအများစုဝမ်းစာချုပ်နေကြပြီဝမ်းအရန်ချုပ်နေကြပြီအဲ့တော့တော်တော်များများဝမ်းထုတ်စေးကူမှာဝမ်းသွားနေရပြီတချို့ဆိုရင်ဝမ်းထုတ်စေးကူတာတောင်မှဝမ်းမသွားတော့တဲ့သူတွေအများကြီးပါအများကြီးပဲရှိတယ်အဲ့လိုလူတွေကိုပြောချင်တာကလက်ရှိမှာဝမ်းထုတ်စေးကူနေရရင်ရတန်းကရက်ပါဘာကြောင့်ဝမ်းချုပ်လဲဆိုတာကိုနားလေသဘောပေါက်သွားရင်ဝမ်းကိုတဘာဝအတိုင်းပုံမှန်ပြန်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကောင်းကောင်းကြီးနားလေသဘောပေါက်သွားလိမ့်မယ်အဲ့တော့ဘာကြောင့်ဝမ်းချုပ်လဲဆိုရင်ကိုကျွန်တော်ဦးလန်းချောင်းထဲမှာ probiotic လို့ခေါ်တဲ့ဝမ်းသွားချင်တဲ့အကောင်လေးတွေအားနေသွားလို့အလုံးမလုံးတော့လို့ဒါဝမ်းချုပ်သွားတာအဲ့တော့သူတို့အားကောင်းကောင်းနဲ့အလုံးလုံးတဲ့အခါကျရင်သူတို့ပြည့်ပြည့်ဝဝဦးလန်းချောင်းထဲမှာရှိတဲ့အခါကျရင်ဝမ်းကတဘာဝအတိုင်းပုံမှန်လေးပြန်သွားမှာပဲဖြစ်ပါတယ်စားသလောက်စွန့်ထုတ်မှာပဲဖြစ်ပါတယ်အဲ့တော့ဦးလန်းချောင်းထဲမှာအဲ့ဒီဝမ်းသွားစီတဲ့ဒီ probiotic လို့ခေါ်တဲ့အကောင်လေးတွေမရှိတော့တဲ့အတွက်အားနေသွားတဲ့အတွက်သူတို့ကောင်းကောင်းအလုံးမလုံးနိုင်တော့တဲ့အတွက်ဝမ်းချုပ်ကြတာဝမ်းနှုတ်ဆေးနဲ့လာလာမှမတက်ဆိုင်ဘူးတခါတလေကိုကချုပ်စာတွေစားမိလို့ဝမ်းနှုတ်ဆေးကူရတာကိစ္စမရှိပေမဲ့ဝမ်းတစ်ခါသွားဖို့အရေးကိုဝမ်းနှုတ်ဆေးကူနေရပြီဟေ့ဆိုရင်တော့နောက်ဆက်တွဲမှာအရန်အန်ရည်များတဲ့ဝမ်းနှုတ်ဆေးကူလို့ဝမ်းမှန်သွားတဲ့သူတယောက်မှမရှိဘူးနော်ဝမ်းပို့ချုပ်သွားတဲ့သူတွေကြည့်ပဲအဲ့တော့ပြောချင်တာကလက်ရှိမိတ်ဆွေကဝမ်းအရန်ချုပ်နေတယ်ဝမ်းနှုတ်ဆေးကူမှဝမ်းသွားနေရတယ်တဘာဝအတိုင်းဝမ်းကိုပုံမှန်ပြန်သွားခြင်းနဲ့ကိုစားထားသလောက်အကုန်လုံးကိုစွန့်ထုတ်ခြင်းနဲ့ဆိုလို့ရှိရင် probiotic ကိုဦးလန်းချောင်းနဲ့ပြန်ဖြည့်ဖို့လိုချင်တယ် probiotic ကိုဘယ်ကဖြည့်လို့ရလဲဒိန်ချင်တောက်ပေးလို့ရတယ်ဒိန်ချင်မှာ probiotic ပါဝင်တယ်တင်မောတိမဲ့စားပေးတာမျိုးလုပ်လို့ရတယ်အမြင်တက်ပါတဲ့အသီးရွက်တွေစားပေးတာမျိုးလုပ်လို့ရတယ်အဲ့တော့ဒါကတော့တဘာဝနီလန်ပေါ့ကို့အနေနဲ့တလားလောက်အချိန်ပေးုံနဲ့ probiotic ကိုလုံးဝဦးလန်းချောင်းနဲ့ပြေးဝပြီးတော့ဝမ်းကိုတဘာဝအတိုင်းစားသလောက်စွန့်ထုတ်ခြင်းနဲ့ဝမ်းမှန်ခြင်းနဲ့တရက်ကိုတစ်ကြိမ်ကိုစားရင်စားသလောက်ဝမ်းမှန်ခြင်းနဲ့စွန့်ထုတ်ခြင်းနဲ့ဆိုရင်တော့ probiotic အပြည့်အဝပါဝင်တဲ့ကျန်းမာရေးဖြစ်စွာစာဒီဂျိုလီလေးကိုသုံးဖို့ပြောခြင်းတယ်သူ့မှာ probiotic အပြည့်အဝပါဝင်တဲ့အတွက်သူ့ကိုညဘက်အိပ်ရဝင်ကနေတရက်တစ်ခွက်ဖြောတောက်တဲ့အခါမနှက်မိုးနေတဲ့အခါကျရင်ဘိုက်ရပိုက်နာမျိုးလုံးဝမဖြစ်ဖဲနဲ့ကိုစားထားသမျှအကုန်လုံးကိုစွန့်ထုတ်တယ်ချောချောချူချူပဲအကုန်လုံးကုံစင်သွားအောင်စွန့်ထုတ်တယ်ပြီးရင်တွိုင်းလက်ကထွက်လာပြီဆိုလို့ရှိရင်လည်းပေါ့ပါနေတယ်ဆိုရဲခံစားချက်သိရမလားဟောတဘာဝအတိုင်းပဲဝမ်းကိုပျော့ပျော့နဲ့အကုန်လုံးကုံစင်သွားအောင်စွန့်ထုတ်ပေးတယ်လူငယ်ရောလူလက်ကောလူကြီးရောအကုန်သုံးဆွဲလို့ရပြီးတော့တွေးတိုးစီးကြိုလေးပတ်နာအဆိုင်တမှာအကုန်သုံးဆွဲလို့ရတယ်အမြဲတမ်းလဲသုံးဆွဲစရာမလိုဘူးအနည်းဆုံးတစ်လအများဆုံး3လပေါ့နော်တော်တော်များများတစ်လသုံးဆွဲပြီးတော့ဝမ်းမှန်သွားတဲ့သူတွေဒုနယ်တွေအများကြီးမှအများကြီးပဲရှိတာဖြစ်တဲ့အတွက်လိုအပ်တယ်ဆိုလို့ရှိရင်ဝယ်ပါမလိုအပ်ဘူးဆိုရင်တော့မဝယ်ပါနဲ့မိချင်တဲ့အကြောင်းဝါရင်ရှိရဆိုရင်ကွန်မန့်မှတ်ပြီးတော့မေးလို့ရတယ်ဆက်သွယ်ပြီးတော့ဝယ်ယူနိုင်တယ်